နေမကောင်းလို့အိမ်တွင်းပုံနေရနေဒီနေ့တော့ဗစ်တိုးရီးယားရဲ့ဒုတိယအကြီးဆုံးမြို့တဲ့ဖြစ်တဲ့ကြီးလာကိုသွားမလို့ပါ staycation သွားနေမလို့ပါ Hello ဗစ်တိုးရီးယားပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တော့ကြီးလောင်းမြို့ကိုသွားပါမယ်ကြီးလောင်းမြို့တွေကိုရောက်ပါပြီကမ်းခြေကိုရောက်ကမ်းနားလေးကိုရောက်လာလို့ဒီနားလေးမှာခဏလမ်းလျှောက်ကြည့်ပါတယ်မင်းသားပါ ကော်ဖီလေးနဲ့ဒီကြည့်ရအောင်တော့စိတ်ကန်းမဲဘုံကနေလာရင်ဒီမှာလဲ ferry စီးပြီးလာလို့ရပါတယ်ဂျီလောင်းစိတ်ကန်းမှာရောက်နေပါတယ်အေးဟုတ်တယ်ဂျီလောင်းစိတ်ကန်းနာမှာဒေကြီးကန်လမ်းလျှောက်နေကြပါတယ်ဂျီလောင်းစိတ်ကန်းမှာဒီလိုအယုတ်ကလေးတွေကိုတော်တော်များများပုံစံမျိုးမျိုးနဲ့ထားတာတွေ့ရပါတယ်အဲ့ဒီရုပ်ကလေးရမ်းသဘောကျပါတယ်ဟုတ်ဒီလောင်းပိုကာလို့ခေါ်ပါတယ်ခရစ်ကနေအပြတ်မှာဂျီလောင်းဘော်တန်နဲ့ဂါဒန်ကိုသွားပါတယ်ခုနကပြောခဲ့တယ်လို့ပဲဂျီလောင်းရဲ့ဒီအမှတ်အသားကဒီလိုမျိုးရုပ်ထုလေးတွေထင်ပါတယ်ဘော်ဒန်နဲ့ဂါဒန်နဲ့မှလည်းရုပ်ထုလေးတွေတွေ့ပါတယ်ဒီနေ့ရာသီဥတုကတော်တော်သားရတော့တော်တော်များများမိသားစုလိုက်လေးလာပြီးထွက်ကြတာတွေ့ရပါတယ်နေ့လယ်စာကိုတော့ဂျပန်စာကျမ beef နဲ့သူကတော့ salmon နဲ့စားကြပါတယ်ဒီမှာတော့တကူလုံးမြင်ရတဲ့မှန်လေးပါထိုင်စရာနေရာလေးနဲ့ view ကောင်းကောင်းလေးပေါ့နော် view hotel check in လုပ်ပြီးတော့ဇလန်းကြီးရနဲ့နားနေပါတယ်ဆရာသမားတော့ပြီးမှအိပ်နေပါတယ်ညနေစာဝယ်ဖို့လမ်းလျှောက်ထွက်ပါပြီဒါကတော့ဂျီလောင်းမြို့ရဲ့ညနေခင်းအလှလေးပါဒီလမ်းကြားလေးတော်တော်လှပါတယ်အရွက်ကလေးတွေနဲ့ဆောင်းတွင်းဆိုတော့အဝါရောင်လေးတွေအနီရောင်လေးတွေမိပဲရွက်လေးတွေတော်တော်လှနေပါတယ်ပပန်တီကိုကြည့်ကြရတာဒီ Tiny Takeaway Box နဲ့နူဒယ်တို့ဘာလို့စားကျင်ခဲ့တာပေါ့နော်အခုတော့ try မှာတော့မယ်ညစာကို view လေးကြည့်ပြီးစားပါမယ်နူဒယ် box လေးတအားချက်ဖို့ကောင်းပါတယ်အပြီးတော့ chicken နဲ့ rice လည်းဝယ်ခဲ့ပါတယ်ဒါကတော့ဖွင့်လိုက်တဲ့ပုံပါစားတင်စရာလေးပါမနက်စာကိုတော့မက်ဒိုနယ်မှာကေပေါ်တီမိုဟန်တာမိဖြစ်တဲ့ Huntress နဲ့စားကြပေါ် high breakfast လေးစားပါတယ်ကဲမနက်စာစားပြီးတော့ကမ်းခြေမှာပြန်လန်းလျှောက်ပါတယ်မနက်စာစားပြီးတော့ကမ်းခြေမှာလမ်းထက်လျှောက်နေပါတယ်ဒီနေ့ရာသီဥတုကလည်းတသားရာလေးနဲ့လမ်းလျှောက်လို့ကောင်းပါတယ်ကော်ဖီတောင်းရင်းနဲ့အနီးပူစာလုံးနေပါတယ်ပြန်ကန်နီးမှာစမ်းချောင်းသားကော်ဖီဆိုင်လေးကိုသွားမလို့ပါအဲ့ဒီမှာကော်ဖီဆိုင်လေးလာဒါကကော်ဖီဆိုင်လေးမှာထိုင်နေတာပါ